ဒီ okay ဆိုတဲ့အကိုကြီးကသူ့ကိုယ်သူမခွေးတိုင်းကုံဆောင်မှာလုံနေတယ်ဟာဟာတကယ်မခွေးတိုင်းကုံဆောင်စိတ်ကမကျဲစင်တော့ဆိုမတီးသေးဘူးထင်တယ်အခုမခွေးတိုင်းကုံဆောင်ဆိုတာဘလူးလက်တီးอ่ะချောင်းပိုင်းဝမ်းစော်ပြီးမခွေးတိုင်းကုံဆောင်လူကြတာပေါ့အကိုရကြောက်ဖြာလှုပ်နေပြီကျဲစင်ဆိုတဲ့ဘေဘီလေးကသူ့ကိုဘိုင်ဝမ်းစော်လို့ရှုံးရင်မကွေးတိုင်းကုံဆောင်ရာထူးကိုစွန့်လွတ်ပြီးသူ့ကိုပေးရမယ်တဲ့ဗျာတော့စိုးနေပြီကျဲစင်နေလာမင်းနေလည်းမသိဘူးငါတို့ရွာမှာ KTV လည်းမရှိဘူးဟာအကျွေးဆက်ဖို့ရေဆက်စုံတော့လဲစကုမျိုးကကျဲစင်နဲ့ရနကြောင်းမျိုးက OK တဲ့စုံကြသေးရပေါ့ဗျာဘေဘီလေးရဲ့ကြိုးစားမှုတွေကိုအတိမတ်ပြုတဲ့အနေနဲ့စိန်ခေါ်တာကိုလက်ခံတယ်ဘသူဘက်ကအားပေးကြမလဲဆိုတာကိုကွန်မန့်ထဲမှာရေးပေးခဲ့ OK သူ့ကိုယ်သူမခွေးတိုင်းကုံဆောင်မလို့ပြောနေတဲ့ကိုအိုကေကြီးကိုချောင်းပိုင်းဝမ်းရိုက်ပေးလိုက်ပါပြီဒီလောက်ဆိုမခွေးတိုင်းကုံဆောင်အစ်စ်ကဘလူးလက်အကိုတို့သိလောက်မှာပါအခုဒီဗီဒီယိုတွေကကြည့်နေတဲ့သူတွေလည်းညီမရဲ့ချောင်းမကြောက်ရင်ချောင်းပိုင်းဝမ်းလာဆော့လို့ရရင်နော်ကျဲစင်ဆိုတဲ့ဘေဘီလေးကိုချုံသွားတယ်ဗျာယောက်ျားဂတိအတိုင်းပဲမကွေး OK ဆိုတဲ့နာမည်ကိုပြောင်းပေးပါမယ်ဗျာကလေးဆိုပေမဲ့တကယ်ကျမ်းတဲ့ကျဲစင်လေးပါကျွန်တော်အားပေးနေတဲ့ဖန်တွေအတွက်လည်းစိတ်မကောင်းပါဘူးဗျာကလေးဆိုတော့ဗျာနောက်ထပ်မကွေးကုံဆောင်လူဖို့စိန်ခေါ်တဲ့မစိန်ခေါ်တဲ့ဆိုတာကိုလည်းအကြံပေးခဲ့ကြပါအောင်ကျွန်တော်နာမည်ကတော့ OK ပါ